လုံးသားကြီးများအားလုံးမင်္ဂလာပါကိုပိုက်ကင်ဟာခုပါပြောချင်လဲဆိုတော့ပတ်သီးတွေနှလုံးသားကြီးနဲ့စစ်ချင်တယ်ဒီနေ့ထွက်တဲ့ကဏ္ဍကမနက်က63ညနေက9ဆိုတော့ကဏ္ဍ3လုံးထွက်တယ်ဘာတွေကြံမလဲဆိုရင်0124578ဆိုတဲ့ကဏ္ဍ9လုံးကြံမယ်အဲ့တော့ဘယ်လိုစစ်မလဲဆိုတော့ဒါကအင်္ဂါနေ့ရဲ့ညနေတိုင်းမှာ9ထွက်တယ်2012ကနေ2025ကလန်ဒါဖြစ်တယ်ဒီကောင်ကအဲ့တော့ကိုပိုက်ကင်တော့ဘယ်လိုစစ်မလဲဆိုရင်ဒီဘက်မှာဆက်ကြည့်မယ်ဒီမှာ3ညလာတယ်ဒီမှာ3ညလာတော့3ညကိုချစ်မယ်တစ်လာတယ်တစ်ကိုချစ်မယ်ပြီးတော့တစ်ပြီးတော့နှစ်ကဒီမယ်နှစ်လဲလာတယ်နှစ်ကိုချစ်မယ်ပြီးတော့နှစ်ပြီးတော့လေးကလာတယ်4 6ဆိုတော့4ကိုချစ်မယ်ပြီးတော့5ကဒီမယ်ချစ်မယ်6ကလာပြီးတော့เนาะခွန်လာတယ်ချစ်မယ်8ကချစ်မယ်ကြံကနန်းတွေပထမတစ်ပတ်မှာအကုန်ထွက်တယ်နောက်တစ်ပတ်ကိုဆက်ကြည့်မယ်နောက်တစ်ပတ်မှာ3ညကပါတယ်2လာတယ်4 5 7 8အဲ့တော့ကိုပိုက်ကင်းတို့ကအင်္ဂါညနေ9ထွက်စဉ်2012ကနေ2025ဒီ6ချိန်မှာ3ညက3ချိန်ပြတ်တယ်1က1ချိန်ပြတ်တယ်2က1ချိန်ပြတ်တယ်4က2ချိန်ပြတ်တယ်5က1ချိန်ပြတ်တယ်9ကပြတ်ချိန်မရှိဘူး10ကလည်းပြတ်ချိန်မရှိဘူးလုံးသားကြီးဒါကို screenshot လေးရရင်ရိုက်တာဒီလိုပြောလို့ခွန်ကိုအရင်ဝုန်းမယ်ရှစ်ကိုအရင်ဝုန်းမယ်ဆိုပြီးတော့ကိုပိုက်ကင်ကအကြံပြုချင်တာပေးချင်တာမဟုတ်ဘူးဒါပေမဲ့ဒါတွေကဒီလိုဖြစ်ခဲ့တယ်ဆိုတာကိုနှလုံးသားကြီးကိုပိုက်ကင်ကမိသားစုတအူးကိုပြောပြသလိုပြောပြတာလက်ဖေးဆိုင်မှာတွေ့တဲ့အချိန်မှာပေါ့ပါစကားပြောသလိုကိုပိုက်ကင်ကပြောပြတာဖြစ်တယ်လုံသားကြီးတို့ကကိုညံနဲ့ကိုချင်းချိန်ပြီးယူဆော့ပါယူသုံးပါဒါနှလုံးသားကြီးကိုပိုက်ကင်ကတိကျကျစေတနာအပြည့်နဲ့မျှဝေပေးတာပါဒါကတော့ဒါနှလုံးသားကြီးရဲ့အတွက်6ကွက်မှုဒီလေးကြီးလိုက်နှလုံးသားကြီးအတွက်ကိုပိုက်ကင်လက်ဆောင်ထည့်ပေးတာဖြစ်ပါတယ်ဒါကပထမမိန်304 306 309ဒါကဒုတိယမိန်464969ဆိုတာလုံးသားကြီးများကဒီကဏ္ဍတွေအားလုံးကိုအကြိုက်တူရင်ယူသုံးပါအကြိုက်မတူရင်ကြော်ပါထွက်ကိုထွက်မယ်ဆိုပြီးတော့ရှာကိုကြိုးချီပြီးတော့အာမခံတဲ့ကဏ္ဍတွေတော့တခုမှမရှိပါဘူးစေတနာကတော့အပြည့်ပါထွက်စေချင်တာလည်းတကယ်ပါနှလုံးသားကြီးကိုပိုက်ကင်းရဲ့စေတနာကိုနည်းနည်းလောက်နားလည်မှာလို့ထင်ပါတယ်နှလုံးသားကြီးများအားလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေလူရဆန္ဒအားလုံးပြေဝကြပါစေလို့ဘိုက်ကင်ကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နှလုံးသားကြီးများအားလုံးပျော်ရွှင်အေးချမ်းပါစေ